လူသားတရားမဖြစ်သေးတဲ့အချိန်မှာတော့အမေစီမှာမမျိုးဦးတစ်လုံးပဲရှိတာပါအဖေစီကတော့တုတ်ပိုးကောင်ကြီးသားနဲ့ချီထွက်လာပေမဲ့အဲ့ဒီတန်းကတကောင်တည်းကပဲမမျိုးဦးနဲ့ပေါင်းဆက်ခွင့်ရတာဖြစ်ပါတယ်ဒီအချိန်ကိုတော့တတိတန်းချင်းဒါမှမဟုတ်မျိုးအောင်ချင်းလို့ခေါ်ကြပြီးမိဘနှစ်ပါးစလုံးကခရိုမိုစုန်းတွေကိုပေးကြပါတယ်အဖေစီက23ခုအမေစီက23ခုစီဖြစ်ပြီးဒီခရိုမိုစုန်းတွေထဲမှာယောက်ျားလေးလားမိန်းကလေးလားမျက်လုံးအယောင်စပယ်ပုံစံနဲ့တခြားမရေတွက်နိုင်တဲ့လက္ခဏာရပ်တွေကိုစုပ်ဖြတ်ပေးမဲ့ဒီနယ်နေမျိုးရိုးဗီဇတွေပါဝင်နေတာပါအခုမြင်တွေ့နေရတဲ့ကလေးလေးကတော့ယောက်ျားလေးတစ်ယောက်ဖြစ်ပါတယ်ဒီကလေးဟာအမေရဲ့တအိမ်ပြောင်းကနေတအိမ်စီကိုဆင်းလာခဲ့တာပါသူ့ရဲ့အပြင်ဘက်အလွာကအရေးပြောသွားပြီးတော့အာဟာရဓာတ်တွေပြေဝနေတဲ့တအိမ်နိုင်ရံမှာအတွက်ကတ်လိုက်တာပါဒီလိုတွက်ကတ်မှုဟာမျိုးအောင်ပြီးလို့6ရက်လောက်မှစတင်ပြီး12ရက်လောက်မှတော့ပြီးမြောက်သွားတာဖြစ်ပါတယ်ဒီကလေးရဲ့ဆဲတွေဟာလွှာ3လွှာဖြစ်ဖွဲ့စည်းသွားပြီးခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကိုတီးဆောင်တော့တာပါ။အုံနောက်နဲ့ခါးရိုးဆက်အာယုံကျောင်းမကြီးရဲ့အစပြိုပေါ်ရိပ်လေးတွေပေါ်လာခဲ့ပါပြီ။မျိုးအောင်ပြီး22ရက်ဆိုလိုတာက3ဘတ်နဲ့1ရက်မှာပဲနှလုံးခုန်တာကိုစတင်ကြရပါပြီ။၄ဘတ်မြောက်မှာတော့1မိနစ်ကို105ချိန်ကနေ120တိခုန်နေမှာပါ။အစာအိမ်နဲ့အဆုပ်စပြိုပုံစံမျိုးကိုရင်းအိမ်ကဖွံ့ဖြိုးလာတာကိုမြင်နိုင်ပါတယ်။အုံနောက်ရဲ့အစိတ်ပိုင်းတွေကလည်းဖွံ့ဖြိုးလာတာပါ။ပါးစပ်နားကိုအသားလေးထိလိုက်ရင်တော့သူကခေါင်းလေးကိုရှောင်တတ်နေပါပြီ။လေးပန်းမြောင်ကလေးကလက်မောင်းနဲ့ခြေထောက်အဖုလေးတွေစထွက်လာခဲ့တာပါ။6ပန်းလောက်မှာတော့အုံနောက်လိုင်းတွေကိုစတင်မှတ်တမ်းတင်လို့ရနေပါပြီ။6ပန်းနဲ့9ပန်းကြားမှာတော့ကလေးရဲ့လက်တွေခြေထောက်တွေကတီးတီးသာသာပြောင်းလဲလာခဲ့ပါတယ်။လက်ချောင်းခြေချောင်းလေးတွေတစ်ချောင်းချင်းစီပေါ်လာသလိုလက်နှစ်ဖက်စလုံးကိုလည်းစတင်လှုပ်ရှားနေပါပြီ။9ပန်းအရောက်မှာတော့ခြေထောက်လေးတွေကိုပါလှုပ်ရှားလာနိုင်တာပါ။နှလုံးမှာလည်းအခန်းလေးခန်းပါဝင်လာပါတယ်။လက်ချောင်းလေးတွေကွာထွက်လာပြီးတထောင်ဆက်ကွေးလို့ရလာသလိုမျက်လုံးမှာလည်းအယောင်လေးတွေစတင်ဖြစ်ပေါ်လာတာပါ။9ပတ်နဲ့10ပတ်ကြားမှာမျက်ခေါ်တွေကမြန်မြန်ဆန်ဆန်ကြီးထွားလာခဲ့ပြီးတစ်ခုနဲ့တစ်ခုပေါင်းစပ်သွားတာကြောင့်10ပတ်အရောက်မှာတော့မျက်လုံးတွေကမိတ်ထားတဲ့ပုံစံမျိုးဖြစ်သွားတာပါ။9ပတ်နဲ့10ပတ်ကြားမှာဒီကလေးရဲ့ကိုယ်အလေးချိန်ဟာ50ရာခိုင်နှုန်းကျော်တိုးလာခဲ့ပါတယ်။အခုဆိုရင်ဒီကလေးလေးဟာတတိသားလောက်မဟုတ်တော့ပဲတတိသားအဆက်ကိုရောက်သွားပါပြီ။လက်သက်ခြေသက်လေးတွေပေါ်လာသလိုသူ့မှာပဲရှိတဲ့ထူးခြားတဲ့လက်ပွေရာလေးတွေလည်းရှိနေပါပြီ။သူကညာလက်ကိုပိုပြီးလှုပ်ရှားရတာကြိုက်ဖို့ရပြီ။ဒီအလေးထားကမွေးဖွားပြီးတဲ့အချိန်ထိပါသွားနိုင်တာပါ။အမေဖြစ်သူကတော့ဒီကလေးရဲ့လှုပ်ရှားမှုကို14ပတ်နဲ့18ပတ်ကြားမှာစတင်ခံစားရမှာဖြစ်ပေမဲ့သူကတော့အဲ့ဒီမတိုင်ခင်ကတည်းကတက်တက်ကြွကြွနဲ့လှုပ်ရှားနေတာပါ။အရေးပြားပေါ်မှာ varnish လို့ခေါ်တဲ့အဖြူရောင်ဖျောင်းလွှာလေးဖုတ်အုပ်လာပါတယ်။ကျုပ်ထိုးတာကသူ့ရဲ့ရင်ဝမ်းချားကြွက်သားတွေကိုလက်ချစ်ပေးနေတာဖြစ်ပြီးအသက်ရှူဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်။တကူလုံးကိုနူးညံ့တဲ့အမွေးအမြင်လေးတွေဖုတ်အုပ်ထားပါတယ်။သူဟာဒုက္ခမှုတွေနဲ့အတန်နှိမ့်နှိမ့်တွေကိုခံစားသိရှိနိုင်သလိုမျက်လုံးတွေကလည်းအမြင်အာရုံအတွက်ပြင်ဆင်နေပါပြီ။တချို့ကလေးတွေဆိုရင်မျိုးအောင်ပြီး19ပန်းလောက်မှတအိမ်ပြင်ပမှာမွေးဖွားရှင်သားနိုင်နေပါပြီ။ဒီကလေးရဲ့မျက်လုံးတွေပြန်ပွင့်လာပြီးစူညံတန်တွေကြားရင်မြစ်တောင်ခန့်တုတ်ပြန်တတ်နေပါပြီ။26ပတ်မှာအရသာခံနိုင်စွမ်းရှိလာပြီး28ပတ်မှာတော့အလင်းရောင်ကြောင့်မျက်စံကျဲလာတာမျိုးဖြစ်တတ်ပါတယ်။အတန်မြစ်တာနဲ့အတန်နှိမ့်တာကိုခွဲခြားနိုင်တယ်လို့ရေမွာရေတွေကိုလည်းအဆုတ်ထက်အတွင်းထုတ်လုပ်ပြီးအသက်ရှူနေတာပါ။ဒီကလေးဟာအတန်တချို့ကိုပိုပြီးသဘောကျလာတတ်ပါတယ်။အထူးသဖြင့်အမေရဲ့အတန်နဲ့ရင်းနှီးနေတဲ့ဂီတန်တန်းစင်တွေကိုပါ။အုံနောက်မှာစပယ်တွေပေါက်လာပြီးမွေးလာတဲ့အခါနှိုးဆိုနိုင်ဖို့အတွက်ပါးမြေကအသားဆိုင်လေးတွေကလည်းထူထဲလာပါတယ်။မွေးဖွားဖို့အစင်းသစ်ဖြစ်တဲ့အခါသူကလက်တွေခြေထောက်တွေကိုတုပ်ပြီးအောက်ဘက်ကိုတိုးဆင်းလာပါတယ်။ဒီကလေးရဲ့မွေးဖွားလာချိန်မှာတော့သူဟာလောကကြီးထဲမှာရှင်သန်နိုင်ဖို့အတွက်6လတိုင်တိုင်ပြင်ဆင်လာခဲ့တာပဲဖြစ်ပါတယ်။